အရက်ဝိုင်းထဲမှာချန်ပီယံတယောက်သူ့ရဲ့ရင်ထဲကအမှန်တရားတွေကိုအကုန်ဖွင့်ချလိုက်ပါတယ်မင်းကလေးတယောက်ကိုချစ်ရင်သူပြောဖို့မဲလို့လေကိုနဲ့အတူရှိနေမှာချစ်တာမဟုတ်ဘူးလို့ပြောနေပြီမဲ့သူမျက်လုံးတွေကတော့หนีရဲပြီးမျက်ရည်တွေကျနေခဲ့ပါပြီသူဟာတလောကလုံးကိုအော်ဟစ်ပြီးငါချစ်တဲ့သူကနင်းရောင်ပါလို့ကြွေးကြော်ချင်နေတာပါအဲ့ဒီနောက်နင်းရောင်ရဲ့ဖခင်ကနင်းရောင်ရဲ့မိဘတွေကိုတမင်စော်ကားပြောဆိုလိုက်တဲ့အခါမှာတော့ချန်ပီယံဟာဒေါသတကြီးနဲ့သူ့ရဲ့ကျင့်စဉ်လမ်းကြောင်းပျက်စီးသွားရင်တော့ဂယုမဆိုင်ပဲလက်သီးနဲ့ထိုးဖို့အထိကြိုးစားခဲ့ပါတယ်ဒီအဖြစ်ဖြတ်ချောင်းနင်းရောင်ရဲ့မိဘတွေကဒီတမက်လောင်းလေးဟာသူတို့သမီးကိုဘလောက်ထိတန်ဖိုးထားတယ်ဆိုတာသိသွားပြီးစိတ်ချလက်ချနဲ့အတိမတ်ပြလိုက်ကြပါတယ်နောက်တနေ့မှာတော့ချန်ပီယံဟာအသေးကွဲဝေဒနာနဲ့အတူလမ်းကြားလေးတစ်ခုထဲမှာတယောက်တည်းစကားတွေပြောရင်ရှောက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့နောက်မှာစိတ်ဆိုးမှန်ဆိုးနဲ့လိုက်လာတဲ့နင်းရောင်ရှိနေလာကိုသူလုံးဝသတိမထားမိပါဘူး။နင်းရောင်ဟာချန်ပီယံဝယ်ပေးခဲ့တဲ့အင်ဂျီလေးကိုဝတ်ထားပြီးသူတို့နှစ်ယောက်စုံမိတဲ့အခါမှာတော့ချန်ပီယံကအသေးကွဲနေတာကိုဖုံးကွယ်ပြီးတိုက်ဆိုင်လိုက်တာလို့နှုတ်ဆက်လိုက်ပါတယ်။ချန်ပီယံကနင်းရောင်ကိုမင်းငါကိုမုန်းမိတာလားလို့မေးတဲ့အခါနင်းရောင်ကမမုန်းပါဘူးလို့ဖြေခဲ့ပါတယ်။အဲ့ဒီစကားကြောင့်သူ့ရဲ့နှလုံးသားဟာပြန်ပြီးအသက်ဝင်လာခဲ့ပြီးဒါဆိုမင်းငါကိုချက်သလားလို့ထပ်မေးလိုက်ပါတယ်။နင်းရောင်ကတော့စစ်ပွဲတွေနဲ့တေချင်းတရားတွေကြားမှာချန်ပီယံကိုနာကျင်မှာစိုးလို့အမှန်တိုင်းမဖြေနိုင်ပဲနှုတ်ဆက်နေခဲ့ပါတယ်။ချန်ပီယံကလက်ချောင်းလေးတစ်ခုကိုအနီးကပ်ပြပြီးဒီလောက်ကလေးတောင်မချစ်ဘူးလားလို့မေးတဲ့အခါနင်းရောင်ကမင်းကတော့ဘာလို့ငါကိုချစ်တာလဲလို့ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။ဒီတစ်ခါမှာတော့ချန်ပီယံဟာအရက်တငုံထောက်ပြီးလမ်းတစ်လျှောက်လုံးသူမပေါ်ထားခဲ့တဲ့လွမ်းဆွမှုတွေချစ်မြတ်နိုးမှုတွေကိုရင်ထဲရှိသမျှအကုန်ဖွင့်ချပါတော့တယ်။ငါကမင်းကိုမချစ်ဘူးဆိုရင်တခြားမင်းကလေးကိုတွားချစ်မှာလားလို့နင်းရောင်ကနောက်ပြောင်ထလို့မေးတဲ့အခါမှာတော့ချန်ပီယံကအင်မတန်ပြတ်သားနိုင်လေတဲ့နဲ့ငါချစ်တာနင်းရောင်တယောက်ထဲပါလို့အာမခံလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့မယုံနိုင်စရာပဲနင်းရောင်ကချန်ပီယံကိုအတင်းပြေးဖက်လိုက်ပြီးမိုးရှိုက်တန်တဲ့အကျူငါမင်းကိုချစ်တာကမင်းငါကိုချစ်တာထက်နည်းနည်းလေးမှမလျော်ဘူးလို့ဝန်ခံလိုက်ပါတော့တယ်။သူမဟာမင်းကိုမချစ်ဘူးလို့ပြောဖို့အချင်းချင်းလေ့ကျင့်ခဲ့ပြီးမြဲချန်ပီယံရဲ့စစ်မှန်တဲ့အချစ်တွေရှိမှာတော့သူမရဲ့အကာအကွယ်တွေအာနုံပြိုလဲထွက်ခဲ့ပါပြီ။တောက်ရွှင်တောင်းကလမ်းကြားလေးလယ်မှာလူငယ်နှစ်ယောက်ဟာတင်းတင်းကြပ်ကြပ်ပွေဖက်ထားကြပါတယ်။သူတို့ရဲ့အချစ်ဟာကြိုးချောင်းစင်ကြင်မှုတွေရှေ့ရေးတွေကိုကြော်လွင်ပြီးစစ်မှန်တဲ့နှလုံးသားတစ်ခုတည်းနဲ့တင်တေချင်းတရားကိုတောင်အံ့တူနိုင်ခဲ့ပါပြီ။ဒါတာတိုင်းတန်းကြီးပေါ်ကနေကြည့်နေတဲ့နင်းရောင်ရဲ့မိဘတွေကလည်းသူတို့သမီးလေးခိုးလုံးရသွားပြီမို့ပြုံးရွှင်လို့နေပါတော့တယ်။